တို့ဟောငို CDF ကိစ္စနဲ့ပတ်သက်ပြီးတော့ရှင်အောင်ရှင်တဲ့နဲ့ပြိပခပြောမယ်ဆိုလို့ရှင်တော့ကျွန်တော်တို့အများကြီးဒီအခုချိန်ကာကာလကိုပဲပြောလို့အဆင်မပြေဘူးကျွန်တော်တို့ဒီတမိုင်းကြောင်းအရာကိုလည်းကျွန်တော်တို့ပြောရတာပေါ့လေဆိုတော့ဘယ်လိုပဲဖြစ်ကျွန်တော်ဖလန်းမြို့နယ်မှာလူမျိုးတွေစု12ခုနဲ့ကျွန်တော်တို့ဖွဲ့စည်းထားတာဖြစ်တယ်ဆိုတော့အဲ့ဒီလူမျိုးတွေစုတွေကတော့ဇာဟောင်းရှိတယ်ဇိုင်ငတ်ရှိတယ်ဝမ်ငေါရှိတယ်နောက်တော့ခွလ်စင်ရှိတယ်နောက်တော့လန်ထရင်ရှိတယ်ဆင်来州岸特崩船只来船卡ဆိုပြီးတော့လူမျိုးတွေစုဆက်နှစ်ခုနဲ့ကျွန်တော်တို့နေထိုင်ကြပြီးမှတကယ်ကိုစစ်စစ်လုံးလုံးနဲ့ကျွန်တော်တို့တမိုင်းတစ်လျှောက်မှာကျွန်တော်တို့နေလာခဲ့တဲ့အဖွဲ့အစည်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဟောငေါလူမျိုးတွေဆိုရင်လည်းကျွန်တော်တို့ဒီလွတ်လပ်ရေးရခါစခက်ကလေးကနေဥမာ1949ခုနှစ်မှာမြန်မာနိုင်ငံတစ်ခုလုံးလွတ်လပ်ရေးရတော့မယ့်ချိန်မှာဒီ constitution တို့ရေးကြပါတယ်အဲ့ဒီရေးကြတဲ့ချိန်မှာကျွန်တော်တို့ဖလားလူမျိုးတွေဆိုဖလားမျိုးနဲ့ကိုစားပြုအနေနဲ့ပုစဝတ်တာတို့ဒါတို့ဆိုလို့ရှိရင်တော့တကယ်ပညာရှင်တွေနဲ့ကျွန်တော်တို့ဖလားကိုဥဆောင်တဲ့ဒီဟွန်ငိုတကယ်ပညာရှင်လည်းဖြစ်တယ်ဆိုတော့ဒီဟလူတွေကကျွန်တော်တို့ဥဆောင်တယ်ပေါ့လေ1949ခုနှစ်ဒီ constitution လွတ်လပ်ရေးမတိုင်ခင်မှာရေးတဲ့အချိန်မှာရောနောက်ပြီးတော့ဒီမဆာလာခဲရောက်တဲ့ခါမှာ1992မှာဆိုရင်လည်းဒီဥပဒေ constitution သူတို့ဆွဲတဲ့ခါမှာအဲ့ဒီအချိန်မှာဆိုရင်လည်းပုစဖို့တာပဲခုန49မှာအာလုတ်ပေးတဲ့ကျွန်တော်တို့ဖလားမြို့နယ်ကိုဘယ်လိုပြောမလဲဝစားပြုအနေနဲ့ကျွန်တော်တို့ကောင်းဆောင်ခဲ့တာလဲသူတို့ဟောငေါလူမျိုးတွေဖြစ်ပါတယ်။တော့ဒီဖက်ခက်နောက်ပိုင်းမှာဆိုရင်လည်းကျွန်တော်တို့နိုင်ငံရေးပိုင်းမှာကျွန်တော်တို့ဒီကလေးကဘော်တွေတာမှာဆိုလို့ရှိရင်တော်တော်လေးကိုကျွန်တော်တို့ဖလန်းလူမျိုးတွေချင်းလူမျိုးတွေတော်တော်များတဲ့နေရာဖြစ်တယ်ဟိုပြောမယ်ဆိုရင်လူဦးရေရကျွန်တော်တို့ရေးရဝန်ကြီးတောင်မှကျွန်တော်တို့ပေးရတဲ့အဆင့်မှာရှိတယ်ဆိုတော့အဲ့ရေးရဝန်ကြီး NLD ခက်မှာဆိုရင်လည်းသူတို့ဟောငေါလူမျိုးတွေကပဲPCME တို့ဘာလို့ဆိုလို့ရှိရင်တော့သူတို့ကပဲဥဆောင်ပြီးတော့ကျွန်တော်တို့ဖလန်းလူမျိုးတွေကိုလည်းဥဆောင်ခဲ့တဲ့သူတွေဖြစ်ပါတယ်ဆိုတော့ပြောချင်တာကကျွန်တော်တို့ဒီနိုင်ငံရေးအခက်စစ်ပေါ့လေဒီထုံးကောက်လူမျိုးတွေကတော်တော်လဲပညာတတ်တွေများတယ်ကျွန်တော်တို့ဖလန်းလူမျိုးတွေကိုလည်းတော်တော်လဲနိုင်ငံရေးရတော်လကောက်ဥဆောင်တဲ့သူတွေဖြစ်ပါတယ်ဆိုတဲ့ဟာကိုပထမဆုံးပြောကြားချင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ2021ဒေါ်လာရေးစတင်ဖြစ်ပွားတဲ့အချိန်မှာကျွန်တော်တို့စင်ဒက်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့စတင်ပြီးတော့ဖွဲ့စည်းလာတယ်နောက်ပြီးတော့ CDF ဖော်ငေါရမ်ဆိုပြီးတော့ HPO နိုင်ငံရေးဖက်မှာဟောငေါရမ် People Organization ဆိုပြီးတော့ပေါ်လာတဲ့အချိန်မှာကျွန်တော်တို့ပထမမှာကျွန်တော်တို့ CNO စင်ဒက်အနေဖြင့်ကျွန်တော်တို့စာတုတ်ပြန်ထားတဲ့အားရှိပါတယ်2021ကျွန်တော်တို့ဘယ်လိုပဲဖြစ်တော့လိုင်းမှာအဖွဲ့အစည်းတွေတော်တော်များလို့ရှိရင်တက်ကန်များလို့ရှိရင်တော့ကျွန်တော်တို့ပရိပက္ခဖြစ်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့မြို့နယ်ထဲမှာတော့CNO စင်ဒက်တစ်ခုတည်းပဲရှိရမယ်ဆိုတဲ့မူဝါဒကိုကျွန်တော်ထုတ်ပြန်ခဲ့တယ်ဒါပေမဲ့လည်း CDF ဖော်ငေါရမ်တို့ပေါ်လာတဲ့ခါမှာ CJDC ပေါ်လာတဲ့ခါမှာဘယ်လိုပဲဖြစ်ဒီ CDF ဖော်ငေါရမ်ကလည်းဒီစစ်ကောင်စီကိုတိုက်ခိုက်ဖို့ရန်တော့ဖွဲ့စည်းတဲ့အဖွဲ့အစည်းမလို့ဆိုပြီးတော့ကျွန်တော်တို့ရဲ့မူဝါဒဒီ CNF တခုတည်းပဲရှိရမယ်ဆိုတဲ့မူဝါဒတောင်းမှကျွန်တော်တို့ကဖြတ်ပြီးတော့သူတို့ကိုသူတို့ရဲ့ယက်တီချက်သူတို့ရဲ့ဖြစ်တီချက်ကိုကျွန်တော်လက်ခံပြီးတော့သူတို့ရဲ့ရွေချက်ကလည်းစစ်ကောင်စီကိုတိုက်ပါတယ်စစ်ကောင်စီကိုတိုက်မယ်ဆိုတဲ့အရာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်လက်ခံခဲ့တာဖြစ်ပါတယ်ဆိုတော့အဲ့တခြားလုံးမှာ CJD တခြားလုံးမှာဆိုလည်းကျွန်တော်တို့ဖွဲ့ကြားမှာပြဿနာလေးတွေတော့ရှိပါတယ်အဲ့မှာဆိုရင်လည်း CJDC အနေနဲ့ဖြည့်ရှင်းပေးနိုင်ခဲ့တဲ့ဟာရှိသလိုကျွန်တော် CJDC တုံးမှာကျွန်တော်တို့မဆွေးနွေးခင်ကတည်းကနေကျွန်တော်တို့သူတို့နဲ့အချိန်ချင်းတွေ့တဲ့အချိန်မှာသူတို့လည်းကျွန်တော်ပြောတာကစစ်ကောင်စီတိုက်တာတော့ဟုတ်ပါတယ်ဒါပေမဲ့လည်းကျွန်တော်ဖလားမြို့နယ်ထဲမှာနေမီတတ်မှတ်ပြီးတော့ territory တခုတတ်မှတ်ပြီးတော့ဒါကျွန်တော်တို့ရဲ့ဟောငေါရမ်ကျွန်တော်တို့ဟောငေါလူမျိုးတွေဒါကျွန်တော်တို့ရဲ့နေဖြစ်ပါတယ်ဆိုပြီးတော့ဒေါ်လာရဲ့ကာလမှာနေပြီးတတ်မှတ်လို့ရှိရင်တော့ကျွန်တော်တို့ပြိပခအများကြီးဖြစ်နိုင်တယ်ဒါကြောင့်ဒီဟာကိုနေမီမတတ်မှတ်ဖို့ဆိုပြီးတော့ကျွန်တော်တို့သူတို့နဲ့အချိန်ချင်းဆွေးနွေးခဲ့တာရှိပါတယ်ဆိုတော့ဒါပေမဲ့မအောင်မြင်ခဲ့ဘူးယနေ့ချိန်ထိပေါ့လေဆိုတော့အဲ့ဒါကိုကျွန်တော် CJDC မှာဆိုရင်လည်း2023လောက်ထင်ပါတယ်အဲ့မှာဆိုရင်လည်းကျွန်တော်တို့ပြန်ပြီးတော့ CJDC အနေနဲ့ဆွေးနွေးချက်ကတော့ဒီဟွန်ငေါတော်မနေနဲ့ဒီဖလားမျိုးနေထဲမှာဒီလိုမျိုးနေပြီးတတ်မှတ်ပြီးတော့အုပ်ချုပ်တာမဟုတ်ဘဲနဲ့အုပ်ချုပ်ရေးကောက်ထဲပေါ်မယ်ဆိုရင်လည်းကျွန်တော်မြို့နယ်ဖြစ်တဲ့ CNO စင်တဲ့မှာနှစ်လတစ်ကြိမ်
report လုပ်ရမယ်ဆိုတော့လောက်ထိကျွန်တော် CJDC မှာ agreement ရှိလာခဲ့ပါတယ်ဒါပေမဲ့လည်းသူတို့ CNF နဲ့ပေါင်းပြီးမှဒီ RE နဲ့တောင်စစ်ကောင်စီစခန်းတွေကိုသူတို့တင်ပိုက်တဲ့အချိန်ကနေစပြီးတော့တဖြည်းဖြည်းချင်းနဲ့သူတို့ကနေပြီးတတ်မှတ်လာပြီးတော့အခုနေပြီးတတ်မှတ်လာပြီးတော့အုပ်ချုပ်ရေးကဏ္ဍရောပညာရေးကဏ္ဍရောသူတို့လှုပ်လာတဲ့ဟာရှိတယ်ဒါတွေကသူတို့လှုပ်တဲ့ဟာတော့ကျွန်တော်တို့မကွန့်ကွက်ပါဘူးယနေ့ထိချေဒါပေမဲ့တခုရှိတာကသူတို့နေပြီးတတ်မှတ်တဲ့နေရာမှာသူတို့ကပဲအုပ်ချုပ်ရေးလုပ်ရမယ်ကျွန်တော် CNL စင်တဲ့အုပ်ချုပ်ရေးလုပ်တဲ့အုပ်ချုပ်ရေးလုပ်တဲ့အုပ်ချုပ်ရေးမှုတွေဆိုနေသူတို့ကချင်းချောက်တယ်နောက်ပြီးတော့ပညာရေးကျန်းမာရေး public service နဲ့ပတ်သက်ပြီးတော့လဲကျွန်တော်တို့ CNL ထောက်ခံတဲ့သူတွေကအများကြီးရှိတယ်အဲ့ဒီအများကြီးရှိတဲ့သူတွေကိုသူတို့ဒီ Holngoram CDF SPD HPO ခင်ဗျားတို့မချိတ်လို့ရှိမ join လို့ရှိတော့ခင်ဗျားတို့ဒီကြောင်းမှာလဲနေလို့မရဘူးဆိုတဲ့လောက်ထိလူမျိုးရေးပြဿနာဖြစ်ပွားအောင်ကိုတမင်တကာဖန်တီးပြီးမှဒီကိုယ့်ရဲ့နေမျိုးတတ်မှတ်ပြီးမှအဲ့လိုမျိုးဖြစ်လာတဲ့ခါမှာကျွန်တော်တို့ပရိပခတွေကဒီထက်မကပို့ပြီးတော့ဆူရလာတာရှိပါတယ်ဆိုတော့အဲ့လိုပုံစံနဲ့ကျွန်တော်တို့တွားပြီးတော့ဒီ2025နောက်ပိုင်းမှာကျွန်တော်ဖလန်တင်းနောက်ပိုင်းမှာဆိုရင်လည်းဒီပြဿနာတွေကတော်တော်ဆိုးပါတယ်ဖလန်မတင်းခင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဥပမာကျွန်တော်တို့ရေးပေါ်တွေကတခါလေကြာအဖက်မှာတွားရီဆိုတာကကျွန်တော်တို့ဖလန်မြို့နယ်ထဲမှာရှိတဲ့ဖြစ်ရီမြို့ဖြစ်ပါတယ်ဆိုတော့အဲ့ဖက်မှာတခါလေတွားလို့ရှိရင်လည်းသူတို့ uniform နဲ့တွားလို့ရှိရင်သူတို့ uniform ကိုချုပ်ခိုင်းတယ်အမျိုးမျိုးပေါ့ but the safety ကိုချုပ်ခိုင်းတယ်ကျွန်တော်တို့ဘယ်လိုပြောမလဲကျွန်တော်တို့ရဲဘော်တွေကိုလည်းအဲ့လိုနှိပ်စက်ခဲ့ရတာရှိတယ်နောက်ပြီးတော့ကျွန်တော်တို့ CNL တို့ supporter တွေဆိုရင်လည်းဖမ်းဆီးတဲ့ဟာတွေရှိတယ်အဲ့လိုဖြစ်လာတဲ့ခါမှာကျွန်တော်တို့ဒီ2025မတိုင်ခင်ထိတော့ကျွန်တော်တို့တိခံပြီးတော့ခွင့်လွှတ်တဲ့အခြေအနေမှာရှိတယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့သူတို့ကကျွန်တော်တို့ရဲ့ဘယ်လိုပြောမလဲဒီညီကိုတွေဖြစ်တယ်ဆိုတဲ့စိတ်ထားနဲ့ကျွန်တော်တို့တိခံခဲ့တယ်ဒါပေမဲ့2025ကျွန်တော်တို့ဒီဖလားမြို့တင်ပွဲရှင်နွယ်ပြီးတဲ့ချိန်မှာဒီဖက်သူတို့နေပြီးတတ်မှတ်တဲ့ဖက်မှာကျွန်တော်တို့ထောက်ခံတဲ့ရွာတွေရှိတယ်အဲ့ဒီရွာတွေမှာကျွန်တော်တို့ဖလားမြို့တင်ပွဲအောင်ပွဲခံဖို့ရန်တွဲဆိုပြီးတော့ကျွန်တော်တို့ဖိတ်တဲ့ခါမှာကျွန်တော်တို့president ဦးဆောင်ပြီးမှလူကြီးတွေဦးဆောင်ပြီးမှရဲဘော်တွေနဲ့အဲ့ဒီပွဲခံဖို့တွားတဲ့အချိန်မှာကိတ်တနေရာကတွေသူတို့တားဆီးပြီးမှကျွန်တော်တို့ CS ကိုလည်းသူတို့ကိုထိလျောက်ဆော်ကားတယ်နောက်တော့ကျွန်တော်တို့ကားတွေဆိုလည်းသူတို့မှန်ခွဲတယ်ဒါပေမဲ့ကျွန်တော်တို့အပါမaction ယူတဲ့ဟာမရှိဘူးဘယ်လိုပဲဖြစ်ဒါသူတို့ကဘယ်လိုပြောလဲဆိုတော့ဒီ code side kick ပေါ့နာပဲ kick နာပဲ code side kick လို့ခေါ်တယ်အဲ့ code side ရောက်တဲ့ခါမှာအမေတို့ဒီရှီတူလာလို့ရှိရင်တော့သူတို့ဘက်ကနေပြစ်မယ်ပေါ့လေဆိုတော့သူတို့ဘက်ကနေတော်တော်လေးကိုချင်းချောက်တဲ့အခြေအနေမှာရှိတယ်ဆိုတော့ကျွန်တော်တို့ကလည်းပြိပခမလို့ချင်တဲ့ခါကျွန်တော်ဘယ်လိုပဲဖြစ်ကျွန်တော်နောက်ဆုတ်ရအောင်ဆိုပြီးမှဒီပီတူတွေကဟိုပွဲချင်းပဖို့ရအောင်ပွဲချင်းပဖို့ရတော့ကျွန်တော်တွားတဲ့ဟာတောင်မှပီတူတွေတောင်မှကျွန်တော်တောင်းပါရတယ်ကျွန်တော်တို့ဒီမှာဖြတ်တန်းခွင့်မရတဲ့အတွက်ကြောင့်ကျွန်တော်အချိန်မရောက်လာနိုင်ဘူးဆိုတော့ပီတူတွေကိုလည်းကျွန်တော်တို့ဟိုဘယ်လိုပြောမလဲတောင်းပန်ရတဲ့အခြေအနေမှာရှိတယ်။နောက်ပြီးတော့2025မတိုင်ခင်မှာ2023 2024လောက်မှာထင်ပါတယ်။ဆိုတော့အဲ့အချိန်မှာကျွန်တော်တို့ဒီဖက်ကျွန်တော်တို့ Vice President ရှင်နာဝေး Vice President 2သူကဒီဖက်ကျော်ဖက်မှာခရီးသွားတဲ့ချိန်မှာအပြန်လေကျော်ဖက်မှာအိန္ဒိယဖက်ကိုခရီးသွားနေပြန်မှာကျောင်းမှာထမင်းစားနေတဲ့အချိန်မှာကျွန်တော်တို့ Home Affairs Secretary လည်းပါတယ်ကျွန်တော် Vice President 2လည်းပါတယ်သူတို့ရဲဘော်တွေကဝိုင်းပြီးမှသူတို့ကိုချင်းချောက်တယ်ဖမ်းဖို့ရန်တွက်လုပ်တယ်ဆိုတော့ပြဿနာကတော်တော်လေးကြီးမားတဲ့အနေထားမှာရှိတယ်ဆိုတော့စဉ်းစားကြည့်ပါဥပမာ CNF ရဲ့ Vice President ကပူရှိခါဖြစ်တယ်ပူရှိခါကိုခင်ဗျားတို့ဝိုင်းပြီးမှချင်းချောက်မယ်ဖမ်းမယ်ဆိုလို့ရှိရင်ဘာပြဿနာဖြစ်ပွားနိုင်တယ်လဲတယောက်နဲ့တစ်ဖွဲ့တော်မှာအဲ့တနေရာထဲမှာပဲပြစ်ခတ်နိုင်တဲ့အခြေအနေပါရှိတယ်ဆိုတော့အဲ့လိုချီနီမျိုးမှာတောင်မှကျွန်တော်တို့ကတေးခံပြီးတော့နေရတဲ့အခြေအနေမှာရှိတယ်ဆိုတော့အဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒီဇူလ1ရက်နေ့လောက်မှာကျွန်တော်တို့ဒီ2025ပေါ့လေဇူလ1ရက်နေ့လောက်မှာကျွန်တော်တို့ရဲဘော်တွေစခန်းတွေကကျွန်တော်တို့အဖက်မှာဆိုရင်စခန်း3နေရာကျွန်တော်ချထားတဲ့နေရာရှိတယ်ဆိုတော့တီးကျဆိုတဲ့ရွာမှာ
ကျွန်တော်တို့ကစခန်းချတဲ့နေရာရှိတယ်အဲဒီစခန်းချဖို့ရအတွက်ကျွန်တော်တို့ရဲဘော်တွေဆေလွတ်တဲ့နေရာမှာဆေလွတ်တဲ့အချိန်မှာသူတို့ကဒီဘက်ကစီဒီအဖောင်းကတော့ရဲဘော်တွေတော်တော်များများအားလုံးရင်းနဲ့လာပြီးမှတီးကျဆိုတဲ့ရွာမှာကျွန်တော်တို့ဒီဇူလိုင်1ရက်နေ့ပေါ့လေ sorry ခုနကဂျွန်1ရက်နေ့လို့ပြောတာဇူလိုင်1ရက်နေ့မှာသူတို့ကဟိုရဲဘော်တွေဒီရွာထဲကနေထွက်သွားပါဆိုပြီးတော့သူတို့ချိန်ချောက်ရရှိတယ်ဆိုတော့ဒီအဲ့ဒီရွာကမှဆိုလို့ရှိရင်တရွာလုံးကကျွန်တော်တို့ရှင်အောင်ရှင်လက်ကိုထောက်ခံတဲ့ရွာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကသူတို့ ਨੇ ဟိုမဟုတ်ဘူးဒီရွာကလည်းကျွန်တော်တို့တော်တော်လေးထောက်ခံထားတဲ့ရွာဖြစ်တယ်အဲ့ဒီရွာလူတွေကလည်းအာဒီစီတဲ့ဖွင့်ငေါတော်မြရဲ့အမျိုးမျိုးချင်းချောက်မှုကိုခံနေရတဲ့ရွာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ခုခံပေးပါဆိုပြီးတော့သူကတောင်းဆိုတဲ့အခြေအနေမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကအဲ့ဒီရွာကိုကျွန်တော်ဝင်တဲ့ချိန်မှာစီတဲ့ဖွင့်ငေါတော်ဖက်ကနေဒီရွာမှာခင်ဗျားတို့9နာရီညနေ9နာရီအာမတိုင်ခင်မှာခင်ဗျားတို့မထွက်လို့ရှိရင်လာပြစ်မယ်ဆိုပြီးတော့ကျွန်တော်တို့လာချင်းချောက်တယ်ဆိုတော့ကျွန်တော်လည်းစဉ်းစားတယ်ဘလူပဲဖြစ်ဖြစ်ပီတူရီရှိတဲ့ပီတူရီလည်းရှိတဲ့ခါကျတော့ပီတူရီအထိနာမှာဟိုကျွန်တော်တို့လည်းစိုးရိမ်တဲ့အတွက်ကြောင့်ဒီဖက်တီချဖက်ကနေတခြားတွားတဲ့လမ်းမှာကျွန်တော်တို့နောက်ဆုတ်ပေးရတယ်ရွာအပြင်ထိကျွန်တော်နောက်ဆုတ်ပေးတယ်အဲ့ဒီရွာအပြင်ကျွန်တော်နောက်ဆုတ်တဲ့နေရာထိကိုသူတို့လိုက်လာပြီးမှအဲ့ဒီချိန်ကနေစပြီးတော့သူတို့ဖက်ကနေစပြီးတော့တနက်ဖောက်တဲ့အချိန်ကနေစပြီးတော့ကျွန်တော်တို့ဒီပရိပခတွေကပြစ်ခတ်မှုကစတင်ဖြစ်ပွားလာတာဖြစ်တယ်ဆိုတော့တနက်ဖောက်တာလည်းသူတို့ဖက်ကလည်းစတင်ပြီးတော့ပြစ်ဖောက်လာတာဖြစ်တယ်ကျွန်တော်တို့ကလည်းဟိုဘယ်လိုပြောမလဲ2021ကနေတေခါပြီးတော့ကျွန်တော်တို့တေခါလာခဲ့တဲ့အရာတွေကဘယ်လိုကျွန်တော်တို့ကတော့အာဒီလွတ်လပ်စွာနဲ့သူတို့နဲ့ဆွေးနွေးဖို့ရအတွက်ကျွန်တော်တို့အများအားကျွန်တော်ဖိတ်ခေါ်ရတားရနဲ့အလိုတနက်ပြဖောက်တဲ့အခြေအနေမှာရောက်တဲ့အချိန်မှာကျွန်တော်တို့အခုလိုလက်နက်ကင်ပြပခဖြစ်ပွားလာတာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီကျွန်တော်တို့လူချင်းတဲ့ဟာပေါ့လေကျွန်တော်တို့အဓိကလူချင်းတဲ့ဟာကကျွန်တော်တို့သူတို့လည်းပြောတယ်ဒီပြဿနာတွေနေမီပြဿနာတွေကဒေါ်လာရေးကာလမှာနေမီတတ်မှတ်ပြီးတော့မလုပ်ဘဲနဲ့ဒေါ်လာရေးကာလမှာတော့ကျွန်တော်တို့စီစီလုံးလုံးနဲ့အားလုံးအတူတူနေကြမယ်ခင်ဗျားတို့လူချင်းတဲ့ဟာကိုလည်းကျွန်တော်တို့ကအတိမပြုတ်တယ်ဒါဟိုပေါ့လူမျိုးတွေစုအားလုံးရဲ့ရာတင်းရထိုက်တဲ့အခွင့်အရေးတွေကတော့ကျွန်တော်တို့ရကိုရမယ်ဆိုတာကျွန်တော်တို့ယုံကြည်တယ်ဒါပေမဲ့လည်းဒီဒေါ်လာရေးကာလမှာဒီဟာကြည့်ဦးနေပြီးတတ်မှတ်ပြီးတော့ဟိုမလုပ်ဘဲနဲ့ဘာလို့ဆိုကျွန်တော်တို့မှာတီကြတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေလည်းမရှိသေးဘူးအဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေတေချာလဲကျွန်တော်တနိုင်ငံလုံးအတိုင်းတာကျွန်တော်ချင်းပြည်နယ်အတိုင်းတာနဲ့ပေါ်လာတဲ့ချိန်ကျတော့ပြည်သူတွေနဲ့အတူတကွဆွေးနွေးကြပြီးမှconstitution ဆိုတာဘယ်လိုအုပ်ချုပ်ရမလဲနေမီဘယ်လိုတတ်မှတ်ရမလဲဆိုတဲ့ဟာတွေပါတယ်လေဆိုတော့ဒီဟာတွေဖြစ်ပေါ်လာတဲ့အချိန်မှာလူထုရဲ့referendum နဲ့တေချာလေးကိုဖြစ်လာတဲ့တနည်းကြတော့ကျွန်တော်လက်ခံတယ်ဒါပေမဲ့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဒီဒေါ်လာရဲ့ကာလမှာလက်နဲ့ကင်ပြီးမှလက်နဲ့အားကိုပြီးမှဒါကျွန်တော်နေမီဖြစ်ပါတယ်ဒီနေမီမှာခင်ဗျားတို့ဝင်လို့မရဘူးခင်ဗျားတို့စီနော်ရှင်တဲ့ဝင်လို့မရဘူးဝင်လို့ရှိရင်ပြစ်မယ်ခတ်မယ်ဆိုတဲ့ပုံစံနဲ့တွားတဲ့အခါမှာအခုလိုပြိပခဖြစ်လာတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကခုနပြောသလိုကျွန်တော်အမြဲတမ်းပြောတယ်co-exist သူတို့လည်း co-existed in harmony ဆိုတဲ့ဟာကိုကျွန်တော်တို့ကရွေးချယ်တယ်သူတို့လည်းသူတို့ရဲ့တည်ရှိမှုကျွန်တော်လည်းစားတယ်အဲ့ဒါကြောင့်သူတို့လည်းဒီမှာရှိရမယ်ကျွန်တော်တို့လည်းရှိမယ်သူတို့လည်းပညာရေးကောင်းတယ်ပေါ်မယ်ကျွန်တော်တို့လည်းကောင်းတယ်ပေါ်မယ်ပြည်သူတွေကပဲရွေးချယ်ပါဘယ်သူကဘူကောင်းလဲဆိုတော့ပြည်သူတွေကပဲရွေးချယ်ရမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ peaceful coexistence ကိုကျွန်တော်တို့ကသူတို့ ਨੇ ဆွေးနွေးဖို့ရန်အတွက်လဲသူတို့ကအချိန်ချင်းပြောတာဖြစ်ပါတယ်အခုချိန်မှာဆိုရင်လဲကျွန်တော်တို့ကအတူတကွရှင်တွဲနေထိုင်ကြီးဆိုတဲ့အရာကိုပဲကျွန်တော်တို့ရှိရှုပါတယ်ဒီပြဿနာတွေကိုလက်နက်နဲ့ဖြေရှင်းတာမဟုတ်ဘဲနဲ့နိုင်ငံရေးစပွဲပေါ်ဖြေရှင်းပြီးတော့အတူတကွစီလုံးလုံးနဲ့ရှင်တွဲနေထိုင်ကြီးကိုပဲကျွန်တော်တို့ကတွားချင်တာဖြစ်တယ်နောက်ပြီးနံပါတ်2မှာဒီနေဆက်မှာဒီ dream နဲ့တယောက်ကနေဆက်ဖြစ်တယ်အဲ့နေဆက်ကဒီပီတူရီတော်တော်များများကဒီစီးပွားရေးရတော်လကောင်းသူတို့စီးပွားရေးလုပ်တဲ့နေဆက်တွေတာဖြစ်တဲ့အတွက်ကြောင့်ကားတွေရောပီတူရီရောအများကြီးဝင်ထွက်သွားလာတဲ့နေရာဖြစ်တယ်ဆိုတော့အဲ့နေရာတွေမှာပီတူရီလွတ်နဲ့ကျွန်တော်တို့ကသွားဆယ်ခြင်းတယ်ပီတူရီအခုချိန်မှာဒေါ်လာရဲ့ကာလမှာပီတူရီကတော်တော်ခက်ခဲတယ်
စားဝတ်နေရေးလည်းတော်တော်ခက်ခဲတဲ့ချိန်ပါပြည်သူတွေကားတွေဆိုရင်လည်းအစမတန် tax ကောက်တာတို့ပြည်သူတွေစိတ်ဆင်းရအောင်ပြည်သူတွေဖြစ်တာမဖြစ်အောင်လွတ်လပ်လပ်နဲ့သူတို့ကုတန်းရောင်းဝယ်မှုပြုလုပ်နိုင်အောင်ကိုလည်းကျွန်တော်တို့ကလိုချင်ပါတယ်ဆိုတော့ပြီးတော့အဲ့လိုဖြစ်အောင်လဲကျွန်တော်တို့စူးစမ်းတော့မှာဖြစ်ပါတယ်နောက်ပြီးတော့ဒီမီဇိုရမ်ဖက်ကိုအခု2021ကလည်းကျွန်တော်ကြည့်နေတာဒီ2025 2024နောက်ပိုင်းမှာဆိုလို့ရှိရင်တော့ဒီဘင်းတွေဒီမကောင်းတဲ့မူရစီဝါတွေတော်တော်လေးဝင်လာတာရှိပါတယ်ဆိုတော့ဒီနေဆက်ဒေတာကိုထိန်းချုပ်တဲ့လက်နက်ကင်ဖွဲ့တွေနဲ့ဒီမူရစီဝါတွေကိုတကယ်တမ်းဟိုဟိုတားဆီးရလားဆိုတဲ့ဟာကျွန်တော်တို့ question တွေဖြစ်လာတယ်ဒီဒေါ်လာကြီးရေးပေါ်ဒေါ်လာကြီးတက်သားတွေကထိချုပ်တဲ့နောက်ပိုင်းမူရစီဝါကတော်တော်လေးကိုများပြားလာတာကျွန်တော်တွေ့ရတယ်ဆိုတော့စီတဲ့ဖောင်းကတော့အနေဖြင့်ဒီမူရစီဝါကိစ္စတွေမှာမကင်တွေ့မဖြေရှင်းနိုင်တဲ့ခါကျတော့ကျွန်တော်တို့ဒီမီဇိုရမ်နဲ့တော်လကောင်းအများကြီးပြဿနာကျွန်တော်တို့ကြုံရတယ်ဆိုတော့ကျွန်တော်တို့မီဇိုရမ်ဖက်မှာရောကျွန်တော်မြန်မာပြည်ဖက်မှာရောဒီမူရစီဝါဝင်လာရောက်မှုကိုလည်းကျွန်တော်ရှင်းအောင်ရှင်းတယ်နဲ့ဒီထက်မကထိရောက်နဲ့ကျွန်တော်တို့ကဂိုင်တွဲချင်တယ်နောက်ပြီးတော့ဒီစီတဲ့ဖောင်းကောင်းတော်ဖက်ကနေမူရစီဝါကိုနိုင်ငံရေးတပွဲအတောင်းပြုပြီးမှသူတို့ထောက်ခံတဲ့သူတွေမူရစီဝါလုပ်တဲ့ဟောတော့လုပ်တယ်နောက်ပြီးတော့အဲ့လိုမျိုးပုံစံပေါ့နောက်ပြီးတော့နိုင်ငံရေးပြောတဲ့ချိန်မှာဝင်ငွေတစ်ခုလိုပေါ့ဒီလောက်ပေးနိုင်တဲ့သူကိုတော့လွတ်တယ်မဖမ်းဘူးဆိုတဲ့ဟာတွေတော်တော်များများကျွန်တော်တို့information intelligent ဘက်ကနေကျွန်တော်တို့ရထားတဲ့ဟာတွေရှိတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့တော့ဒီနေဆက် data နဲ့ပတ်သက်ပြီးတော့ဒီမွေးစီဝါကိုလည်းကျွန်တော်တို့ကောင်းကောင်းလေးကိုထိန်းချုပ်ကာကွယ်ခြင်းတဲ့အရာလည်းရှိပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီအခုနောက်ပိုင်းကျတော့လူမျိုးတွေစုပြတ်နာပုံစံမျိုးဖြစ်ပွားအောင်ကိုဒီစီတဲ့ဖွင့်ကတော့ဘက်ကနေမိပွားမိမြိုက်တဲ့ဟာရှိပါတယ်ဆိုတော့ဥပမာအဓိကဇဟာလူမျိုးနဲ့ဝန်ငေါကြားမှာပြဿနာဖြစ်တယ်လို့ CDF CNDF ကဇဟာပဲအုပ်ချုပ်တဲ့ဖွဲ့စည်းပုံစံလိုမျိုးဖြစ်အောင်ကိုတမင်တကာကျွန်တော်တို့ဒီ online platform တွေမှာရောတမင်ဖြတ်နေတဲ့ဟာတွေရှိပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ဖလားမြို့နယ်မှာလူမျိုးတွေ12ခုရှိတဲ့အရာငင်းချမ်းနဲ့စီလုံးနဲ့ကျွန်တော်တို့ဒီထီးရိတ်တစ်ခုအောက်မှာပဲကျွန်တော်တို့ကတွားချင်တာဖြစ်တယ်အဲ့လိုကျွန်တော်တို့ဖလားမြို့နယ်စီလုံးနိုင်လို့ရှိရင်ကျွန်တော်ချင်းပြည်စီလုံးနိုင်ဖို့ရန်တော်လဲတကယ်ကိုအကြီးကြီးတဲ့first step ဖြစ်ပါတယ်ကျွန်တော်ချင်းပြည်နယ်တစ်ခုလုံးစီလုံးနိုင်ဖို့ရန်အတွက်အဓိကလိုအပ်ချက်ကဖလားမြို့နယ်ထဲမှာအရင်စီလုံးရမှာဖြစ်တယ်အဲ့လိုပဲမင်းတပ်မြို့နယ်ထဲမှာအရင်စီလုံးရမှာဖြစ်တယ်အဲ့လိုပဲတိတိမြို့နယ်ထဲမှာအရင်အားလုံးစီလုံးနဲ့တွားနိုင်မှာပဲကျွန်တော်ချင်းပြည်နယ်ပြည်နယ်စစ်မှာလည်းကျွန်တော်တို့စီလုံးနိုင်မှာဖြစ်တယ်ကျွန်တော်ကတခါလေကြာကျွန်တော်ပြောတယ်စီလုံးရေးကိုပြည်နယ် level မှာပဲကျွန်တော်ရှာပြီးမှတကယ် ground level မှာကျတော့အကွဲလိုက်ဖြစ်အောင် divide and rule ဖြစ်အောင်လုပ်နေတဲ့အရာတွေကိုကျွန်တော်တို့ကလုံးလဲကန့်ကွက်တယ်လုံးလဲကိုမလို့ချင်ဘူးကျွန်တော်တို့ဖလားမြို့နယ်ထဲမှာဆိုရင်ကျွန်တော်တို့မိသားစုကိစ္စဖြစ်တဲ့ကြောင့်ကျွန်တော်မိသားစုထဲမှာစီလုံးနဲ့တွားနိုင်ဖို့ရအတွက်အားလုံးပြည်သူတွေနဲ့လည်းဝိုင်းဝန်းပြီးတော့ကိုကြီးပေးဖို့ရအတွက်ကျွန်တော်တို့တောင်းဆိုချင်ပါတယ်နောက်ပြီးတော့တားရှိသွားပြီလားမသိဘူးရတယ်ဆက်ပြောပါဆက်ပြောဟုတ်ကဲ့တခုအနေနဲ့ကျွန်တော်တို့ဒီonline platform တွေမှာလည်းကျွန်တော်တွေ့တယ်အခုဟောငေါရမ်နဲ့ pick ခတ်တဲ့လက်နက်ကန် brief ကဖြစ်တဲ့အချိန်မှာYDF လည်းပါတယ် Generation Army လည်းပါတယ် PNR လည်းပါတယ် PDF ဇော်လည်းပါတယ်ပေါ့လေအဲ့လိုပုံစံမျိုးနဲ့တချို့ဆိုတော့နိုင်ငံခြားကနေစနိုက်ပါသမားတွေလည်းပါတယ်ဆိုတဲ့ပုံစံမျိုးအမျိုးတင်ဖြန့်တဲ့ဟာရှိတယ်ဆိုတော့ကျွန်တော်တို့ကတောင်းဆိုပါတယ်ဒီဟာကဥပမာကျွန်တော်တို့မိသားစုတစ်ခုထဲမှာကျွန်တော်မိန်းမနဲ့ပြဿနာဖြစ်တဲ့အရာကိုကျွန်တော်အိမ်ထောင်စုထဲမှာဖြေရှင်းရမှာဖြစ်တယ်ဆိုတော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကြားကနေကျွန်တော်တို့အိမ်သားကတယောက်ကဖြေရှင်းပေးမယ်ဆိုလို့ရှိရင်ဒါတော်တော်လေးကိုပြဿနာကပိုပြီးတော့ကြီးထွားနိုင်တယ်ဆိုတော့ကျွန်တော်တို့ရဲ့မိသားစုအတွင်းထဲမှာဖြစ်တဲ့ကိစ္စကိုကျွန်တော်မိသားစုအတွင်းထဲမှာပဲကျွန်တော်တို့ဟာကိုကျွန်တော်ဖြေရှင်းချက်ပါတယ်ဆိုတော့ကျွန်တော်တို့ဘက်မှာလည်း BCB ဖွဲ့မှမပါပါဘူးအခုပါဒီနေရာမှာလည်း CB ကောင်းဆောင်တွေအများကြီးပါပါတယ် PDF ဇော်လည်းဘက်ကကောင်းဆောင်တွေလည်းပါပါတယ်ဒီကိစ္စမှာဘယ် CB ဖွဲ့မှမပါဘူး
အဲ့လိုပဲကျွန်တော်တို့ကလည်း CC ဖက်မှာCC ကကောင်းဆောင်တွေလည်းဒီပြိပခါမှာမပါကြဖို့နဲ့CNF ကောင်းဆောင်တွေလည်း CNL တွေလည်းဒီမှာမပါကြဖို့ကျွန်တော်တို့ကမေတ္တာရပ်ခံပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဖလမ်ကျွန်တော်တို့မိသားစုထဲမှာဖြစ်တဲ့ပြဿနာကိုဒီထက်ဘကကျွန်တော်တို့ကမိပွားကျွန်တော်တို့လှုပ်ရှင်ဒီဟာကတကယ်အားလုံးချင်းပြင်းနေထိကူးဆက်နိုင်တဲ့အခြေအနေမှာရှိတဲ့အတွက်ကြောင့်ဒီဟာကိုမိဘပြည်သူများအနေနဲ့လက်နက်ကန်ဖွဲ့စည်းCC ဘက်ကော CB ဘက်ကလူတွေအနေဖြစ်ရောဒီဟာကိုဘယ်လိုပုံစံနဲ့ဒီနှစ်ဖွဲ့ကြားမှာငြိမ်းချမ်းနိုင်မလဲဆိုတော့approach နဲ့ပဲကျွန်တော်တို့ကိုကူညီပေးပါလို့ကျွန်တော်တို့ကတောင်းဆိုချင်ပါတယ်နောက်ပြီးတော့နောက်ဆုံးအနေနဲ့ကျွန်တော်တို့ဒီမီဒီယာတွေမှာကျွန်တော်တို့တော်တော်လေးကိုဟိုပါပေါ့ရေးသားတဲ့ဟာတွေလည်းကျွန်တော်တို့အများကြီးတွေ့ရတဲ့ဟာတွေရှိတယ်ကျွန်တော်တို့ဒီဖက်supporter တွေကလို့ပြောရမှာပေါ့ကျွန်တော်တို့ဒီ CNL ဆင်တဲ့ဟိုလူတွေကအမှားမြင်အောင်ပေါ့လေဒီဟာတွေရေးသားတဲ့ဟာတွေကျွန်တော်တို့အများကြီးတွေ့ရပါတယ်ဆိုတော့ဒီဟာတွေကိုကျွန်တော်တို့ပြည်သူတွေအနေနဲ့လောလောဆယ်လက်ရှိအခြေအနေမှာရှောင်ရှားပေးပါလို့ကျွန်တော်တို့အနေနဲ့တောင်းဆိုချင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ပြဿနာတွေကတေးသေးလေးလို့ယူဆရပြီမဲ့အားလုံးကမီဒီယာကနေတော်၎င်းအမျိုးမျိုးဖက်ကနေတော်၎င်းကျွန်တော်တို့မိပွားလို့ရှိရင်ဒါဒီပြဿနာကချင်းပြည်နယ်တစ်ခုလုံးတောင်မှဥဆက်နိုင်တဲ့အနေအထားမှာရှိတဲ့ကြောင့်ပြည်သူတွေအနေနဲ့ရောဒီကခေါင်းဆောင်တွေအနေနဲ့နားထောင်တဲ့သူတွေကလည်းကျွန်တော်တို့နှစ်ဖွဲ့ကြားမှာအမြန်ဆုံးမြင့်ချမ်းရေးကျွန်တော်တို့ရရှိနိုင်ပြီးတော့အတူရှင်တွဲနေထိုင်ပြီးတော့ဟို living in harmony ပေါ့လေအဲ့လိုဖြစ်အောင် harmony လို့ပြောတဲ့အခါမှာကျွန်တော် music လေ့လာတဲ့သူဖြစ်တဲ့အတွက်ကြောင့် harmony လို့ပြောတဲ့အခါမှာအတန်တူတဲ့ဟာ harmony လို့မခေါ်ပါဘူး soprano ရှိတယ် bass ရှိတယ် tenor ရှိတယ် alto ရှိတယ်တခုမှအတန်မတူဘူး bass နဲ့ bass တစ်လုံးထဲနဲ့ဆိုလို့ရှိရင်လည်းအတန်ကကောင်းတာမဟုတ်ဘူး alto တစ်လုံးထဲနဲ့ပဲ alto တစ်ခုထဲနဲ့ပဲဆိုရင်လည်းအဆင်မပြေဘူးဒါပေမဲ့အဲ့ဒီလေးတန်ကိုပေါင်းတဲ့အခါမှာ harmony လို့ခေါ်ပါတယ်ဆိုတော့ကျွန်တော်တို့ခံယူချက်ကအားလုံးတူနေစရာမလိုပါဘူးစီတဲ့ဘွန်းကောင်းတော့ဖက်ကလည်းသူတို့ဟာသူတို့ခံယူချက်ရှိပါမယ်ကျွန်တော်တို့လည်းခံယူချက်ရှိပါမယ်မတူညီဘူးဒါပေမဲ့ living in harmony လို့ပြောတဲ့အခါမှာအဲ့လိုမတူညီတဲ့ဟာတွေတွဲပြီးမှအတူရှင်တွဲနေထိုင်တဲ့ဟာကို living in harmony လို့ခေါ်ပါတယ်ဆိုတော့ကျွန်တော်တို့ကကျွန်တော်ဖလားမျိုးနယ်ထဲမှာဖြစ်တဲ့နေရာမှာအဲ့လိုပုံစံနဲ့ပဲကျွန်တော်တို့တွားချင်ပါတယ်လို့ပြောချင်ပါတယ် thank you ပါကျေးဇူးများတင်ပါတယ်ဆက်